တိုးရန်သွေးလေးရေဒီဒီခါဖြောဖြောမဲ့ပုံပြင်လေးရဲ့နာမည်ကတော့အဲ့ဒါလိုချင်နေပဲဖြစ်ပါတယ်နော်ဒီနေ့မိမိကအားလက်ရက်ပေါ့သူကစာအုပ်တအိုးဖတ်နေတယ်သားသားကလည်းကြောင်းပိတ်ရက်ပဲသူကဘာလို့ရမလဲဆိုတာတခုခုလုချင်နေတယ်မိမိရေအဲ့ဒီအပြာရောင်တစ်တာထဲမှာဘာရီပါလဲဆိုတာကျွန်တော်ကြည့်စင်တယ်လို့သားသားကပြောလိုက်တယ်နောက်မှဘွားသားသားရဲ့လို့မိမိကပြောလိုက်တယ်သားသားကကလာထိုင်းပေါ်မှာခွေးချီကုံတစ်လုံးတင်လိုက်တယ်ပြီးတော့အဲ့ဒီတစ်တာကိုယူဖို့အတွက်တက်လိုက်တယ်မလုံးနဲ့မဟုတ်ဘူးအဲ့ဒီတခုမဟုတ်ဘူးအဲ့ဒီအပေါ်ကတစ်တာတွေအားလုံးကငါတို့ကောင်းပေါ်ပြုတ်ချကုန်လိမ့်မယ်သားသားလို့မေမေကပြောလိုက်တယ်သားသားကအယမ်းကိုစိတ်ဆိုးသွားတယ်သူ့မေကိုစိတ်ဆိုးတာပေါ့ကဲဈေးကိုသွားပြီးတော့မင်းတော့တခုခုသွားဝယ်ရအောင်လို့မေမေကပြောလိုက်တယ်ဈေးကိုရောက်ပေမဲ့လည်းသားသားကတိတ်ကိုစိတ်ဆိုးနေတော့မယ်သူကလိမ်မော်သီးကလုံးကိုလက်ညှိုးထိုးပြီးဟိုးအဲ့ဒါလေးလိုချင်တယ်လို့ပြောတယ်မလွတ်ပါနဲ့အဲ့ဒါမဟုတ်ဘူးအသီးရိပ်အကုန်လုံးပြုတ်ကျကုန်လိမ့်မယ်လို့ဆိုင်ရှင်ကပြောလိုက်တယ်ဟိုးစာအုပ်လေးလိုချင်တယ်လို့သားသားကပြောပြန်တယ်မလွတ်ပါနဲ့အဲ့ဒါမဟုတ်ဘူးလို့ဆိုင်ရှင်ကပြောပြီးဒီတစ်ခုယူပါတဲ့သားသားကအထန်ကျဲကျဲနဲ့អော်ပြီးစမူစာဒီအပုံလိုက်စီထားတဲ့ထက်ကစမူစာတစ်လုံးကိုဆွဲထုတ်မလို့ညုံရင်ဟိုအဲ့ဒါလေးလိုချင်နေတဲ့မလုတ်ပါနဲ့အဲ့ဒါမဟုတ်ဘူးလို့ဆိုင်ရှင်ကသတိပေးလိုက်တယ်ကျွန်တော်စမူစာနဲ့အပုံလုံးအောက်ကိုပြုတ်ကျကုန်လိမ့်မယ်သားသားကအထန်ကျဲကျဲနဲ့អော်ပြီးဟိုအဲ့ဒါလေးလိုချင်တယ်လို့ပြောလိုက်တယ်အခုဆိုရင်သူဟာအယမ်းကိုစိတ်မကောင်းဖြစ်နေတဲ့အခြေအနေရောက်နေပြီမလုတ်ပါနဲ့အဲ့ဒါမဟုတ်ဘူးလို့ပန်းရောင်သူကပြောတယ်မကင်ပါနဲ့အဲ့ဒါတွေညှိုးသွားလိမ့်မယ်အခုအချိန်မှာတော့သားသားကအကျဲကြီးငိုနေပြီလူလိုင်းကအနီးကိုကြည့်နေကြတယ်မိမိကအတန်ကျဲကျဲနဲ့ဟိုအဲ့ဒါလေးလိုချင်တယ်အနက်ရောင်လေးလို့ပြောလိုက်တယ်သားသားကရုတ်တရက်ငိုတာရက်တော့တယ်မိမိမဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးလို့သားသားကပြောလိုက်တယ်ဒီအညီရောင်လေးယူရအောင်လို့သားသားကပြောတယ်ပြီးတော့သားသားကခွေးကလေးတွေပုံထားတဲ့အပုံပေါ်ကအညီရောင်ခွေးကလေးကိုညင်ညင်တတလေးမှန်းလိုက်တယ်မင်းကျွန်တော်မေကိုအယမ်းစိတ်ဆိုးသွားပြီနော်ခွေးကလေးတွေအကုန်လုံးပြုတ်ကျသွားနိုင်တယ်မေကပြုံးလိုက်တယ်သားသားလေးပြုံးနေတယ်အခုဆိုသူလုံးဝစိတ်ဆိုးတော့ဘူးပုံပြင်လေးကတော့ဒါပါပဲကွယ်ပုံပြင်လေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်တိုးရင်ထွေး channel လေးကို like and subscribe လုပ်ကြဖို့လည်းမမေ့ပါနဲ့နော်